မင်္ဂလာပါကျွန်တော်ဒေါက်တာနေအောင်ကျော်ပါကွာလမ်ပူမလေးရှားနေပြီးတော့စကားပြောနေပါတယ်ဒီနေ့ကျွန်တော်ပြောပြနေတဲ့အကြောင်းကတော့ကျွန်တော်တို့ပုံပြောတဲ့အကြောင်းကျွန်တော်အရင်ဆုံးစပြောချင်ပါတယ်မှတ်မိတဲ့လူတွေလည်းမှတ်မိကောင်းမှတ်မိပါလိမ့်မယ်ကျွန်တော်တို့ရုပ်ရှင်မင်းသားဝင်းဦးပေါ့နော်ကျွန်တော်တို့ကလေးခိုင်ငယ်ဘွားသူအရန်အောင်မြင်ကြော်ကြားပါတယ်အဲ့လိုအရန်အောင်မြင်ကြော်ကြားနေတဲ့အချိန်မှာသူဆန္ဒမဂ္ဂဇင်းပေါ့နော်သူတည်ထောင်ခဲ့တဲ့ဆန္ဒမဂ္ဂဇင်းမှာဦးပုံပြောမယ်ဆိုပြီးတော့ကဏ္ဍတစ်ခုသူဖွင့်ပြီးတော့နော်သူပုံပြောရတယ်အဲ့တော့ storytelling လို့ခေါ်တာပေါ့နော်အဲ့တော့လူတွေကကျွန်တော်တို့အဖိုးအဖွားလက်ထက်ပေါ့နော်ဒီ TV ဘာတွေဘာမှမပေါ်ခင်အချိန်တွေကနော် storytelling လို့ခေါ်တဲ့ပုံပြောတဲ့အလုပ်ကိုကြောက်ခေလူသားဘွားတွေကလုပ်ခဲ့တယ်နော်သူတို့ရဲ့ဒီကြောက်ခေတ်ကခုနေရာနေမှာဆိုလဲပုံပြောတဲ့နော်ပုံတွေကိုရေးဆွဲထားတာတွေကိုတွေ့ခဲ့ရတာပေါ့နော်အဲ့တော့လူတွေက storytelling လို့ခေါ်တဲ့ပုံပြောခြင်းကနေပြီးတော့နောက်ပိုင်းစာရေးမရေးတတ်ခင်မှာမစက်နဲ့ပဲပြောကြရတာဟုတ်လူတွေကနော်အဲ့တော့ပုံပြောတဲ့ခေတ်ကနေပြီးတော့အခုကျွန်တော်တို့ရောက်နေတဲ့ခေတ်ကကြတော့ပုံပြောတာကိုနားမထောင်တဲ့ခေတ်ကိုရောက်သွားပြီအဲ့တော့ဒီကျွန်တော်ပြောတဲ့ဗီဒီယိုကိုလည်းကြည့်ရလူရှိကြတယ်ရှိမယ်မရှိကြတယ်မရှိဘူးသို့တော့ကျွန်တော်ပြောတဲ့ခေါင်းစဉ်ကဘာကြောင့်လဲဆိုတော့နည်းနည်းလေးအရေးကြီးရလို့ထင်လို့ပါအခုခေတ်မှာကျွန်တော်တို့ကပုံပြောတာကိုနားမထောင်တဲ့အပြင်ကိုစာလည်းမဖတ်တော့ဘူးစာမဖတ်တဲ့အပြင်ကိုရုပ်ရှင်လည်းသိမကြည့်ရတော့အရုပ်ရှင်မကြည့်တဲ့အပြင်ကိုဗာလဲဆိုတော့ရှင်းတဲ့ဗီဒီယိုမျိုးကိုလည်းသူတို့သိမကြည့်ကြတော့အဲ့တော့အခုကြည့်နေကြတာဗာလဲဆိုတော့တိုတဲ့ဗီဒီယိုပဲကြည့်ကြတယ်ဘာကြောင့်အဲ့လိုဖြစ်သွားတာလဲဘာရဲ့အကျိုးဆက်တွေကပါလဲအဲ့တော့ကျွန်တော်ဒီနေ့လည်းရှင်းပြခြင်းပါတယ်အဲ့တော့လူရဲ့အုံနောက်ကကျွန်တော်တို့ဖန်ဆင်းထားတာကကျွန်တော်တို့ creation ပေါ့နော်ဒါအောင်ဖန်ဆင်းနေပဲပြော evolution ပဲပြောဘယ်လိုပဲပြောပေါ့လေကျွန်တော်တို့အုံနောက်ရဲ့ဒီဆောက်ပုံကနော်သူတို့က cognitive behavior frontal lobe ကျွန်တော်တို့အုံနောက်ရဲ့ neocortex ဆိုဒီနေရာမှာသူကဘာရှိလဲဆိုတော့ executive function လို့ခေါ်တဲ့ဆုံးဖြတ်ချက်တွေပေါ့နော်တွေးတော်ခြင်းဆုံးဖြတ်ခြင်းနော်အဲ့ဟာတွေကိုနော်သူကလုပ်ပါတယ်နော်လုပ်ပါတယ်အဲ့ဒီကိစ္စကျွန်တော်တို့ဥပမာများလူရဲ့တွေးခေါ်ပုံသဘောတရားဘယ်လိုလဲဆိုတော့တခုခုကိုသိရဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်ကျောင်းမှာတော့ဆိုကျွန်တော်တကယ်ကြီးကျွန်တော်ဟိုဘာပြောလဲဆိုတော့ကျွန်တော်က story တခုကိုနားလည်မှာကျွန်တော်အဲ့ကိစ္စကိုနားလည်ဖြတ်ပြီးပြောပြီးကျွန်တော်မမှတ်မိဘူးတခုအကြောင်းအရာတခုကနာနာသိပြီဆိုရင်ကျွန်တော်အဲ့ဒီဟာကိုကျွန်တော်နားလည်ပါတယ်ဥပမာကျွန်တော်ဖြတ်ပြီးတော့ဒါကိုအလွတ်မှတ်ဆိုရင်ကျွန်တော်မမှတ်နိုင်နော်အဲ့တော့အကုန်လုံးပတ်လေတောင်းစီနားလဲသွားလို့ရှိရင်ကျွန်တော်နားလဲတယ်ဒါလူတဘာဝအုံနောက်ရဲ့တိဆောက်ပုံပေါ့နော်အဲ့တော့အခုနောက်ပိုင်းမှာဘယ်လိုဖြစ်လာလဲဆိုတော့လူတွေကဒီ online media တွေမှာပေါ့နော်အဓိကဘယ်လိုဖြစ်လာလဲဆိုတော့သူတို့ကအချိန်တိုတဲ့ဟာတွေကိုကြည်ခြင်းအဖြစ်သူတို့သိရလို့ထင်တော့တယ်တကယ်ကမသိဘူးရမသိရဘာဖြစ်သွားလဲဆိုတော့ဆွဲသွားကြတယ်နော်ဘာကြောင့်ဆွဲသွားလဲဆိုတော့scrolling လို့ခေါ်တဲ့အပေါ်ကနေအောက်ကိုဆွဲချတဲ့ဥစ္စာလူရဲ့စိတ်ကိုပျော်စေတယ်ဗျ dopamine ဆိုတဲ့နော်ဆွဲစေတဲ့ခုနောက်ကဟော်မုန်းတစ်မျိုးကိုထုတ်ပေးတယ်အဲ့လိုထုတ်ပေးတဲ့အတွက်ကြောင့်မို့လူတွေကဘာဖြစ်လဲဆိုတော့ဒီအရာသာကိုဆွဲလို့မသိဘဲနဲ့ဆွဲပြီးတော့ဖုန်းပုံပြတစ်ချိန်လုံးပို့နေတာပေါ့နော်ပေါ်တဲ့အောင်နဲ့ဖုန်းပို့တယ်ခေါ်တာပေါ့ဆွဲတာပေါ့နော်အဲ့လိုဆွဲတဲ့အတွက်ကြောင့်မို့ဘာဖြစ်လဲဆိုတော့ခုနောက်က rewiring လို့ခေါ်တဲ့နော်ခုနောက်ရဲ့ငကိုယ်တွေကတိဆောက်ထားတဲ့ဒီ system ပေါ့နော်သူရဲ့လူအားတစ်ခုကိုတွေးတယ်နော်ဟိုမှာကြောင်းသွားတယ်ဆိုကြောင်းမှာစာဖတ်ရတယ်စာကြည့်ရတယ်အလီကြည့်ရတယ်နော်အဲ့ဒါကိုသိပြီးတော့မှစနစ်တကျပြန်ပြီးတွေးခေါ်တယ်ဆိုရက်လူရဲ့ပုံမှန် system ပေါ့ဗျာပုံပြောရင်နားထောင်တယ်ပုံကအစအနေအလဲအဆုံးထိရှိတယ်ဝတ္ထုတွေဆိုတဲ့အစအလဲအဆုံးရှိတယ်ရုပ်ရှင်ဆိုတဲ့အစအလဲအဆုံးရှိတယ်အဲ့လိုဟာမျိုးကနေပြီးတော့လူတွေကဘယ်လိုဖြစ်သွားကြလဲဆိုတော့အဲ့အမျိုးတွေကိုနားမထောင်ကြတော့ပဲနဲ့အရှိကနေပြီးတော့အနောက်ဆုံးကိုဖတ်ခနဲဆိုတာမျိုးကိုကြိုက်တဲ့အဆင့်ကိုရောက်သွားတယ်အဲ့လိုကြိုက်တဲ့အဆင့်ရောက်တဲ့အတွက်ကြောင့်ကျွန်တော်ဒီတိုင်းရမ်းပြောတာမဟုတ်ပါဘူး2008ကနေစပြီး research လုပ်ခဲ့တာ2012 2020အဲ့မှာ research paper တွေအများကြီးထွက်တယ်အဲ့မှာဘာတွေ့ရလဲဆိုတော့ဒီ addiction လို့ခေါ်တဲ့ဆွဲတာပေါ့နော်ဆေးဆွဲတာတို့เนาะအရက်ဆွဲတာတို့အပြင်ကိုဒီ online media ကိုဆွဲတဲ့အဆွဲရလဲအုံနောက်ကိုထိခိုက်တယ်ဆိုတာကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့ online media ကိုဆွဲတဲ့အဆွဲကြောင့်မလို့ဘလို့အုံနောက်ကိုထိခိုက်တယ်
ဆိုတော့ဘယ်လိုထိခိုက်လဲကျွန်တော်ပြောပြမယ်သူကလူရဲ့အုံနောက်ကဒီ circuit တွေကပေါ့နော်စနစ်တကျသူကတစ်စင်ပြီးတစ်စင်တွေးပြီးစဉ်းစားတာဟုတ်အဲ့လိုမစဉ်းစားပဲနဲ့သူကဖတ်ခနဲ့ဟိုပေါ်လာတယ်အဲ့ဒါကိုမှန်လိုက်ဒီဘက်ကဟာကိုဖတ်ခနဲ့ဆိုရင်သူ့ရဲ့ငကိုဟိုမွေးရပါအုံနောက်ရဲ့စဉ်းစားပုံကပျက်စီးသွားတယ်နော်ပျက်စီးသွားတဲ့အတွက်ကြောင့်မလို့သူက stop scrolling လို့ခေါ်တယ်အပေါ်ကနေအောက်ကိုဆွဲချပြီးကြည့်တယ်အဲ့လိုကိုမလုပ်သင့်ပါဘူးလို့နော်စေပညာရှင်တွေသူတွေသနာပညာရှင်တွေအားလုံးကနော်တညီတညွတ်ထဲပြောကြပါတယ်နော်အဲ့တော့ဘာကြောင့်လဲဆိုတော့အဲ့လိုပြုလုပ်ခြင်းအပြင်နော်ဟို ADHD တို့နောက်တစ်ခါ post traumatic PTSD ပေါ့နော် post traumatic ဟိုဟာ disorder ပေါ့နော်အဲ့ဒီဟာတွေရနိုင်တယ်နော်နောက်တစ်ခါဟိုလူတွေကအာယုံစူးစိုက်နိုင်မှုအရင်အားနေသွားတယ်ပေါ့နော်အာယုံစူးစိုက်နိုင်မှုအားနေတော့ပြီးတော့ဟိုဘယ်ဟာလို့ဆို focus မလုပ်နိုင်တော့အဲ့ focus မလုပ်နိုင်တဲ့အကြောင်းလို့လူတွေကစိတ်တွေကဘာခေါ်မလဲငကိုပုံစံမျိုးမဟုတ်တော့ပဲねနော်ဟိုစိတ်တုံပဲနော်ဒါမှမဟုတ်ကြောက်တဲ့စိတ်တွေ anxiety နောက်ဆုံး depression နော်ဘယ်အောင်မှတစ်ခုတစ်ခုရေးရှိဟောမလုပ်နိုင်တော့အဲ့တော့ဟို focus မလုပ်နိုင်တော့ဗောနော်အဲ့တော့အဲ့ဒါကို rewiring လို့ခေါ်တယ်အုံနောက်ရဲ့ wiring system မှာပြောင်းသွားတာကိုကျွန်တော်ပြောတာပါအဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးအရေးကြီးဆုံးကတော့ကလေးငယ်တွေပေါ့နော်အသက်ကလေးငယ်တွေသူတို့ရဲ့အုံနောက်ကမနိုင်နေတယ်ပဲနော်နည်းနည်းကြီးလာတဲ့ကလေးတွေပေါ့မိကောင်ပေါင်းရွယ်ကြတော့သူတို့တက်ကအလွယ်တကူသိရလို့ထင်တယ်အကုန်သိရလို့ထင်တယ်တကယ်သူတို့ဘာမှမသိဘူးအဲ့ပြင်အုံနောက်ရဲ့ rewiring ကြောင့်လို့ခုနကပြောတဲ့နော်အခုနောက်ပိုင်းမှာဆိုတော့အောင်မှာလူပေါင်းတားမောင်းများစွာဒီကိစ္စဒီဟာကြောင့်မလို့နော်စိတ်စိုးရိမ်စိတ်ပူပန်စိတ်များတာတို့နော်ဟိုဒီစိတ်တက်ကြတာတို့နောက်တစ်ခါ compare လုပ်တာပေါ့ဗျာ social media မှာဟိုဘက်နဲ့ဒီဘက်နဲ့ compare လုပ်ပြီးတော့ကိုယ့်ဘာကိုအားငယ်တာပေါ့နော်social anxiety လို့ခေါ်တာပေါ့နော်အဲ့အမျိုးတွေဖြစ်တာလေအများများပါတယ်ခင်ဗျလူကြီးတွေကကြောက်ရတယ်ဘာဖြစ်လဲဆိုတော့ဒီဟာတွေတုံးပြီးတော့ဒီဟာပဲဆွဲသွားတော့နော်ဟိုကိုယ့်ရဲ့အလုပ်ပြတ်တယ်နောက်တစ်ခုကညပေါ့နော်ညဘက်မှာတချို့တွေကဖုန်းကြည့်တော့အိတ်ချိန်မလုံလောက်ပါဘူးနောက်တစ်ခါဒီဖုန်းရဲ့ဒီအကြောင်းပေါ့ Blu-ray အကြောင်းကလည်းအုံနောက်ကိုထိခိုက်ပါတယ်ကျွန်တော်ပြောပြနေတဲ့အကြောင်းကတော့သုံးဖို့ပါသို့တော်လည်းပဲတစ်ဖက်ကအန်ရဖြစ်တဲ့အထိဆွဲတဲ့အထိတော့မသုံးစေချင်ပါဘူးခင်ဗျာအဲကြောင့်မလို့ကျွန်တော်နောက်ဆုံးပြန်ပြီးတော့အကုန်လုံးကိုပြန်သုံးသပ်ပြီးပြောရလို့ရှင်ဟို social media မှာအစအလယ်အဆုံးတိတိကျကျရှည်ဝေးပြောတဲ့ဟာမျိုးဆိုရင်နားထောင်တင်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ဘာမှမသိပဲနဲ့ဖြတ်ခနဲပေါ်လာပြီးဖြတ်ခနဲပျောက်သွားတဲ့ဟာမျိုးဆိုရင်တော့သတိထားသင့်ပါတယ်နောက်တစ်ခုကတစ်ချိန်လုံးအပေါ်ကနေအောက်ကို scrolling လို့ခေါ်တာပေါ့ဗျာအဲ့လိုဆွဲနေရဆိုရင်တော့ဒါသိအဆင်မပြေပါဘူးအုံနောက်က rewire ပြန်ဖြစ်သွားပါလိမ့်မယ်ဒီ wiring ဆိုတာ wiring original ရှိတဲ့ဥစ္စာကို wiring အသစ်တစ်မျိုးပေါ့ဗျာကျွန်တော်တို့နားမလည်နိုင်တဲ့ wiring system တစ်ခုပေါင်းဖြစ်လာမှာပေါ့နော်အဲ့လိုဖြစ်လာရင်အဲ့ဒီဟာကမိဘမွေးလာတဲ့အုံနောက်မဟုတ်တော့ဘူးเนาะသူကဒီ social media phone အဲ့ဒီကြောင့်လို့ဖြစ်လာတဲ့ wiring system ကြောင့်လို့လူရဲ့တွေးခေါ်ဖို့စဉ်းစားဖို့စိတ်သက်အဲ့ဒါတွေအကုန်လုံးပြောင်းလဲသွားတယ်ပြင်ကိုတော့စိတ်သက်ကြခြင်းစိုးရိမ်စိတ်များခြင်းဒါတွေလည်းဖြစ်လာနိုင်ပါတယ်အားကိုကျွန်တော်သတိပေးတာပါကျွန်တော်ဒေါက်တာနေအောင်ကျော်ပါကွာလမ်ပူကနေစကားပြောနေပါတယ်เนาะတရုတ်နှစ်တကူကိုနောက်မှမိကွာလမ်ပူရဲ့နောက်ခံမိမှာတင်းနေရတယ်မြင်နိုင်ပါတယ်အခုကကျွန်တော်တော့ပြောင်းဖို့တန်လေးနဲ့ကြားပါတယ်အားလုံးကိုချစ်ပါတယ်ကျွန်တော်ဒေါက်တာနေအောင်ကျော်ပါ